2012ကထင်ပါတယ်နော်ဂျပန်မှာဆူနာမီဖြစ်သွားတာလေဟာဆူနာမီပြီးသွားတော့ပစ္စည်းတွေအစားအသောက်တွေရှားတယ်ရှားတော့အစားအသောက်ရောက်တဲ့ဆိုင်တွေကိုလူတွေကခုနကတော့လိုပဲတန်းစီပြီးဝယ်တယ်ဒါပေမဲ့စားတောက်ဆိုင်ကချိတ်ထားတယ်ဘယ်လိုချိတ်ထားလဲရခင်ဈေးနှုန်းများအတိုင်းသာပေါင်မုံတစ်လုံးစီ100ဆိုရင်ဟာဒီအချိန်ကတော့အကွက်ပဲငါ1000ဈေးတင်မယ်လို့ဘယ်ဂျပန်ဈေးတယ်မှာဈေးတင်မရောက်ဘူးရခင်ဈေးနှုန်းများအတိုင်းသာလို့ဆိုင်တိုင်းမှာချိတ်ထားတယ်မနေ့တနေ့ကပဲကျမတို့နိုင်ငံမှာ H1N1 ဆိုဖြစ်တယ် Max တွေလေဈေးတက်သွားတာဟာလားရှားမရတော့ဘူးတဲ့အရင်900ရောင်းတဲ့ Max တွေအခု9000ဖြစ်သွားပြီလို့ဘာလို့ပေါ့နော်ဒါတော့ကျမတို့သေရေးရှင်မဟုတ်သေးဘူးငတ်မို့ခေါင်းပါမှုမဟုတ်သေးဘူးမတက်လဲရသေးတဲ့ကာလနော်ဒါပေမဲ့ကြောက်တော့ဝဲတက်ကြပါညာဆိုတော့ချက်ချင်းဈေးတွေခုန်တက်သွားတယ်ဒီအချိန်မှာငါတို့အမျက်ထုတ်မယ်ဆိုတော့စိတ်ဓာတ်နဲ့ကျမတို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးရှေ့ဆက်သွားလို့မရပါတူးချင်းစီကျမတို့စိတ်ဓာတ်တန်ဖိုးတွေကိုမြင့်ရမှာဖြစ်ပါတယ်နော်အဲ့ဒီမှာတန်းစီပြီးဝယ်ကြတဲ့အခါ